မသိဘူးပေါ့နော်ဒီတငယ်ချင်းသူ့ရဲ့တငယ်ချင်းကနေပြီးတော့ပေါ့နော်ယောက်ျားလေး6ယောက်ငှားပြီးတော့သူမရဲ့တငယ်ချင်းအချစ်စရာဆုံးတငယ်ချင်းပေါ့နော်ဒီကလစ်စားချစ်ပြီးတော့ပရိတ်ချစ်ခိုင်းခဲ့တယ်ခင်ဗျ။ဘာကြောင့်လဲဆိုတော့ကျွန်တော်နဲ့တူတူလိုက်ကြည့်လိုက်ရအောင်ပေါ့နော်။ဘာလို့အဲ့လိုမျိုးလုပ်လဲဆိုတော့မသိဘူးပေါ့နော်။ Okay let's go အဲ့ဆိုပြောမယ်။ဒီမနာလိုစိတ်ကကြောက်စရာကြီးပေါ့နော်။တငယ်ချင်းဒီသူ့ရဲ့တငယ်ချင်းမယောက်ျား6ယောက်ကိုငှားပြီးတော့အသက်73နှစ်အရွယ်ရှိတဲ့တငယ်ချင်းမလေးကိုပြုချစ်ခိုင်းတယ်ပေါ့နော်ဒီ73နှစ်သမီးလေးကလည်းမေ့လဲသွားပြီးတော့ဟိုနေရာမှာလည်းကွဲသွားလို့သိရခင်ဗျဒီဖြစ်စဉ်ကဒီအမှုอ่ะပေါ့နော်ဒီထန်းနိုင်ငံရဲလာမြို့မှာဖြစ်သွားခဲ့ပြီးတော့30ရင်းနဲ့တတဲတက်လာပေါ့နော်ဒီဖြစ်စဉ်အစားကြတော့ဒီ73နှစ်သာရှိတဲ့ဒီသမီးလေးอ่ะပေါ့နော်သူ့အမေကကျတော့ဘန်ကောက်မှာအလုပ်လုပ်တယ်ဒီသမီးလေးကဘန်ကောက်မှာကြောက်တက်တယ်လို့သိရခင်ဗျဒီသမီးလေးတို့ကြောက်ပိတ်တော့အမေကသူ့သမီးခေါ်ပြီးတော့မွေးရက်မြေမှာပေါ့နော်ရဲလာမြို့ကိုပြန်လာခဲ့တယ်ခင်ဗျမြို့ကိုပြန်လာတဲ့ဒီသမီးလေးကကျတော့မြို့ထဲကနေမြို့ထဲကပေါ့နော်ကျောင်းနေပဲတငယ်ချင်းမ6ယောက်နဲ့အတူတရက်မှာရေတကောသွားကြလို့သိရခင်ဗျအတူလာလဲကြတယ်ဒီတငယ်ချင်းမ6ယောက်ထဲမှာတယောက်ဟာပေါ့နော်သမီးလေးနဲ့အရင်စကားများခဲ့ဘူးလို့သိရခင်ဗျဒီစကားများခဲ့ဘူးတဲ့တငယ်ချင်းမပေါ့နော်အကောက်ချစ်ကြံတော့မှမို့လို့ပေါ့နော်သမီးလေးကလည်းမသိပါဘူးအကောက်ချစ်ကြံပြောရှင်းတဲ့တဘောကြတော့နော်မကောင်းတဲ့အကြံကြံတော့မှာပေါ့နော်ဒီသူကောင်းမလေးကမတိခိုက်ပေါ့နော်ပြုချစ်ခံရမှာကောင်းမလေးကဒီရေတခေါ်ရောက်တော့ကားပေါ်ဆင်းလာတော့ပေါ့နော်ရိုးရခေါင်းဆောင်နေပေါ့နော်မေးကြံခဲလို့ဒီသမီးလေးကကားပေါ်မှာခေါင်းဆောင်သွားယူလို့သိရခင်ဗျအဲ့ချိန်မှာတနေရာကနေ6ကြည့်နေကြတဲ့ယောက်ျားလေးပေါ့နော်6ယောက်ကဒီကားစီကိုလာပြီးတော့သမီးလေးကိုအိတ်သားဘက်ကိုဆွဲခေါ်သွားကြလို့သိရခင်ဗျပြီးနောက်အဲ့ဒီ6ယောက်ပေါ့နော်ဒီအိတ်သားထဲမှာ3ယောက်တဖွဲ့ပြီးတော့အလှည့်ကျပြုချစ်ခဲ့လို့သိရခင်ဗျဒီတဖွဲ့မောသွားရင်နောက်တဖွဲ့လာတဲ့အဲ့လိုနဲ့သမီးလေးကအိတ်သားထက်မှတတိနဲ့မင်းရောသွားလို့သိရခင်ဗျခေါင်းဆောင်သွားယူတဲ့ဒီသမီးလေးပြန်မလာတော့ပေါ့နော်ဒီရေတခေါ်လာကြတဲ့အဖွဲတွေကတငယ်ချင်းမတူပါသမီးလေးကိုလိုက်ရှာရင်လည်းဒီအိတ်သားထက်မှတော့တွေ့ပြီးတော့နားနေတဲ့ဒီဇလားစီကိုမှတွဲခေါ်လာပေါ့နော်ဇလားဆိုတာဒီဇရက်စီပြောတာသမီးလေးကိစ္စကိုအမေတိသွားတော့ဘယ်သူတွေလဲဆိုပြီးတော့ပြုချစ်တဲ့6ယောက်ကိုစုံစမ်းလိုက်တာပေါ့နော်တမျိုးထဲသားဖြစ်ပြီးတော့အရာသမီးလေးနဲ့ပြဿနာဖြစ်ခဲ့ပြီးတဲ့ main ကလေးကပေါ့နော်အဲ့ဒီယောက်ျား6ယောက်ပေါ့နော်တိုင်ပင်ပြီးတော့ဘယ်လိုလုပ်ကြမယ်ဆိုတာအစီအစဉ်ဆွဲခန့်ကြလို့သိရဗျနောက်မှတော့ပေါ့နော်သူ့ရဲ့မိခင်ကအချက်လက်တွေနဲ့ရဲမှာပေါ့နော်အတော်အမှုဖွင့်ခဲ့ပြီးမယ်အမှုကတိတ်ဆိတ်နေခဲ့ပြီးတော့ဘတူးမှလည်းကြွမဆိုင်ကြလို့သိရခင်ဗျတာဝန်ရှိလူတွေကပြောလဲဆိုရင်နေတို့တမီနဲ့နောက်မှုအတွက်ပတ်သက်သိန်းနဲ့9000ကျော်ချပေးမယ်ပေါ့နော်ဒီကိစ္စကိုဒီမှာရက်ဖို့ပေါ့နော်ပြောခဲ့ပေမဲ့နင်းနာသူသမီးလေးကမိခင်ကပိုက်ဆံလည်းမလို့ချင်းပေါ့နော်ဒီသမီးလေးအတွက်တရားမျှတမှုပဲလို့ချင်းတယ်လို့ပြောလိုက်တယ်ပေါ့နော်အဲ့လိုနဲ့ပြီးခဲ့တဲ့ရက်ကဒီခေါ်ကန်ကနေပြီးတော့ပေါ့နှစ်ခါနာတာထီဝါမြို့ကိုပေါ့နော်တွားတဲ့တဲ့ကိုအမေကကြားသွားပြီးတော့ဒီသူမရဲ့သမီးလေးခေါ်တာပေါ့နော်သမီးလေးရေအမေတို့တရားမျှတမှုရအောင်ပေါ့နော်ခေါ်ကန်စီတွားကြမယ်ဆိုပြီးတော့ဒီသမီးလေးကိုပေါ့နော်ဆိုင်ကယ်ပေါ်တင်ကနာရီပေါင်း4နာရီအကြာခရီးထွေမောင်းခဲ့ပေါ့နော်ဟိုရောက်တော့ခေါ်ကန်ဖြစ်စဉ်ပြောပြခဲ့ပြီးတော့ခေါ်ကန်ဒီအမှုလက်ခံလိုက်တာပေါ့နော်သမီးလေးအတွက်တရားမျှတမှုရအောင်လုပ်ပေးမယ်လို့သိရခင်ဗျဒီအမှုကတိတ်ဆိတ်နေခဲ့ပေါ့နော်ဒါပေမဲ့ခေါ်ကန်ဆိုတဲ့လူကသူနာဒါဝတီမျိုးပေါ့နော်တွားဟောက်တီးသွားပေါ့နော်တီးသွားလို့သူ့အမေကနေပြီးတော့ဒီခေါ်ကန်ကူညီတောင်းမလို့ထွက်သွားခြင်းမှာခေါ်ကန်ဒီအမှုလက်ခံပြီးတော့ဆက်လက်ပြီးတော့တရားမျှတမှုရလုပ်ပေးမယ်လို့သိရပေါ့နော်အမြန်ဆုံးတရားမျှတမှုရပါစေမကောင်းတဲ့သူမကောင်းတဲ့လမ်းသွားကောင်းတဲ့သူကကောင်းတာခံစားမှာပေါ့နော်ဒါပေမဲ့ကောင်မလေးကကျတော့စိတ်မကောင်းဘူးပေါ့